အားလုံးမင်္ဂလာပါကောလောသဲခန်းကြီး3ငယ်20မှာအဇေခံကျွန်တို့သခင်မယားကိုကြောက်ရွံ့လက်လူတို့၏စိတ်ကိုနူးညွတ်စေတော်သူကဲ့သို့မျက်မှောက်၌သာနားထောင်သည်မဟုတ်စိတ်နှခွမရှိပဲလောကီသခင်၏စကားကိုအရာရာ၌နားထောင်ကြလော့ဆိုပြီးတော့တမန်တော်ကြီးပေါလုကအဇေခံကျွန်နဲ့ပတ်သက်ပြီးတော့ပြောထားတဲ့အရာတွင်တင်ထားတဲ့အရာရှိပါဆိုအဇေခံကျွန်လို့ပြောတဲ့အခါမှာဒီဖခင်၏နိုင်ငံတော်အတွက်အသက်ရှင်နေသူဖခင်ရဲ့အမှုတော်ကိုဆောင်ရွက်တဲ့သူတွေကို English လို့မှဒီလိုပြောတဲ့ servant of God ဆိုပြီးတော့ဖခင်ရဲ့အဇေခံတွေဆိုပြီးတော့သုံးတာပါဒီကျွန်တော်တိုင်းနာဘာသာစကားတွေအားဖြင့်ဖခင်ရဲ့အမှုတော်ဆောင်ဆိုပြီးတော့ဖခင်ရဲ့နိုင်ငံတော်အတွက်အသက်ရှင်တဲ့လှုပ်ဆောင်တဲ့သူအနေနဲ့ကို make set ပြောတဲ့အခါမှာဖခင်ရဲ့အတွက်အလုံးလုံးတဲ့သူဆိုပြီးတော့ပြောတဲ့ဝန်ခံတဲ့ make set တကြပါဒါပေမဲ့တကယ်ရောကျွန်တော်တို့ကဖခင်အတွက်အစီခံတွေကဲ့သို့ဖခင်အတွက်အလုတ်သမားတွေအလုတ်လုပ်တော်သူတွေကဲ့သို့လှုပ်ဆောင်အသက်ရှင်နေရလားဆိုတော့ပြန်လည်ပြီးစဉ်းစားဖို့လိုပါတယ်တကယ်လို့ကျွန်တော်ကဖခင်အတွက်စီခံနေဖခင်အတွက်လှုပ်တဲ့သူလို့ပြောပြီးတော့ဖခင်ကပဲကျွန်တော်တို့ဒီဖခင်အတွက်လှုပ်တဲ့အတွက်ဖခင်ကပဲကျွန်တော်ကိုပြန်ပြီးကျေးဇူးတင်ရမလို့ကျေးဇူးမဆက်ရင်မရတဲ့ပုံစံမျိုးနဲ့တကယ်လို့ကျွန်တော်တို့ကဖခင်နဲ့ပတ်သက်ပြီးတော့ပြောဆိုတတ်ကြတယ်အသက်ရှင်တတ်ကြခက်ခဲခြင်းတွေဒီနေ့ပြင်ပန်းခြင်းတွေဒီဆုံးရှုံးမှုတွေဒီနေ့ရင်ဆိုင်လာရတဲ့အခါမှာဒီနေ့ဖခင်ခင်ကပဲကျွန်တော်ကိုကျေးဇူးရှိတယ်လို့ကျွန်တော်ပေါ်မှာကျေးဇူးပြန်ဆက်ရမလို့အကျွေးရှိတယ်လို့ဖခင်နဲ့ပတ်သက်ပြီးတော့တခါလေပြောမိတတ်ကြcomplain တတ်မိတဲ့ကြဒါမှချမ်းသာတယ်လို့အစီခံချွန်နေတဲ့ဖခင်ကိုကြောက်ရွံ့ပြီးတော့လူရဲ့စိတ်ကိုနူးညွတ်စေတော့သူကဲ့သို့မျက်မှောက်၌သာနားထောင်တယ်မဟုတ်ဒီစံမီချမ်းမှာဆိုတယ်လို့ပြောတယ်လူတွေရှိမှပဲမျက်နှာလိုမျက်နှာရလှုပ်တတ်တဲ့သူတွေလိုမျိုးမဟုတ်ပဲနဲ့တဲ့လောကီသခင်တို့ရဲ့စကားကိုစိတ်နှခွမရှိပဲနဲ့တန်တရားမရှိပဲနဲ့ complain မရှိပဲနဲ့တချို့တနေရာမှာပဲမဟုတ်ကျမ်းစာတွေပြောအယာယာနိုင်နာထောင်ကြလို့ဒီဘုရားခင်ကကျွန်တော်ကိုဘုရားနိုင်ငံတော်ထဲမှာဘုရားဥတော်မြတ်ထဲမှာကျွန်တော်စက္ကတဲ့အခါမှာတွားလာတဲ့အခါမှာကျွန်တော်ရဲ့အရှိမဘုရားခင်ခွဲခန့်ထားတဲ့ပိတ်သိမ့်ထားတဲ့ဘုရားလူတွေကောင်းဆောင်တွေစကားကိုအယာယာမှာကျွန်တော်ရဲ့လှုပ်ဆောင်မှုတိုင်းမှာအကောင်းဆုံးဝန်ခံတတ်တော်သူတွေပြောဆိုတတ်တော်သူတွေလက်လျှောက်တတ်တော်သူတွေချစ်ဖို့ရန်အရေးကြီးပါဒီအစီခံကျွန်းတဲ့ရောက်လို့ပဲဘာ complain မှာကျွန်းဆိုတာဘာမှအသွင်တက်ပိုင်ခွင့် complain တက်ပိုင်ခွင့်ဒီမျောလင်းချက်တင်တဲ့အသက်ရှင်ပိုင်ခွင့်သူ့မှာမရှိဘူးချက်အဲ့ဒါလိုမျိုးဘာမျောလင်းချက်မှမထားဘဲနဲ့အဲ့လိုပြောလို့ဘုရားခင်တို့အသက်ရှင်နေဘာမှပြန်မရဘူးလို့ပြောချင်တာမဟုတ်ဘုရားခင်တို့အသက်ရှင်နေဘုရားခင်တို့လှုပ်တဲ့သူကိုစံစာတွေပဲလှုပ်တဲ့သူအခါကိုခံတတ်အခါကိုပေးမှသာရဘုရားကျင်ဒါမဲ့ကျွန်တော်ကဘုရားအတွက်စီခံတယ်လှုပ်တယ်လို့ပြောပြီးတော့ဘုရားကိုပြန်ပြီးတော့ဘုရားကပဲကျွန်တော်ကိုကျေးဇူးပြန်ဆက်ကိုဆက်ရမယ်ပုံစံမျိုးနဲ့အကျွေးရှင်တယောက်လိုမျိုးနဲ့ဒီဖရားအတွက်ကျွန်တော်ကအလုံးလုံးတဲ့သူတွေဖြစ်လို့မရဘူးချက်တယ်ကျွေးနှလုံးသားကစိတ်နှခွတန်တရား complain မရှိဘဲအကောင်းဆုံး hallelujah whatever ဘာပဲဖြစ်ဖြစ်ဘလို့ချီနေပဲကြုံရအကောင်းဆုံးနာခံတတ်တော်သူအရာရာမှာဝန်ခံနိုင်တော်သူလိုက်လျှောက်နိုင်တော်သူလှုပ်ဆောင်အဖို့ကပေးနိုင်တဲ့သူတွေအဖြစ်ဒီနေ့ကျွန်တော်တို့ကဘုရားနိုင်ငံတော်ထဲမှာဘုရားရဲ့အမှုတော်မြတ်ထဲမှာပါဝင်ဖို့ရန်အတွက်စက္ကတ်တော်သူတွေဖြစ်ဖို့ရန်အတွက်လိုအပ်တယ်ဆိုရကိုဒီနေ့ဘုရားရဲ့အမှုတော်ဆောင်ဘုရားရဲ့အစီခံတယောက်ရဲ့နှလုံးသားစက္ကတ်တော်သူဘုရားတို့စက္ကတ်တော်သူတွေမှာရှိရမယ့်သဘောနဲ့ပတ်သက်ပြီးတော့ဝိငါခွာပေးခြင်းနဲ့အရောက်တိုင်းဘုရားသူကောင်းချီးပေးပါစေ